အားလုံးမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးတွေမှာတော့ AI ရဲ့အကြောင်းကိုတာမန် beginners level တွေနားလည်နိုင်တဲ့အပိုင်းကနေရှင်းပြသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာပါတဲ့ content တွေကတော့အဓိကအားဖြင့်AI for beginner 2025ဆိုတဲ့စာအုပ်ပေါ့နော်ဒီနှစ်မှာထွက်ထားတဲ့စာအုပ်ကလေးစာအုပ်အဲ့ကိုအခြေခံပြီးတော့မှပြောပြပြီးတော့မှဖြစ်တယ်အဲ့ဒီစာအုပ်ကိုလည်းပြီးလို့ရှိရင်ကျွန်တော် link လေးချပေးမယ်ပေါ့နော်အဲ့တော့ဟုတ်ပြီပထမဆုံးစပြောတာကအဲ့စာအုပ်တစ်ခုလည်းတော့မဟုတ်ဘူးပေါ့နော်အဲ့စာအုပ်နဲ့အပြင်ဒီ general ပေါ့ကျွန်တော်သိထားတဲ့ knowledge တွေတခြားကိုးကားတဲ့ references တွေဒါတွေပုံလည်းအခြေခံမှာပေါ့အဲ့ဒါတွေကိုအခြေခံပြီးပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးကျွန်တော်တို့ AI ဆိုတာဘာလဲဆိုတာနေစရအောင် technical သမားတွေအတွက်မဟုတ်ပါဘူးတာမန် general ပြည်သူတွေအတွက်ရည်ရွယ်တာပါအဲ့တော့ AI ဆိုတာဘာလဲဆိုတဲ့ဒီဗီဒီယိုလေးမှာပြောသွားမယ့်အပိုင်း၄ပိုင်းရှိပါတယ်နံပါတ်1ကတော့ဘာ AI ဆိုတာဘာလဲပြီးတော့လို့ရှိရင် AI ရဲ့ definition ကဘာလဲ AI နေဘယ်လိုမျိုး evolve ဖြစ်လာတယ်လဲဘယ်လိုပြောင်းလဲလာတယ်လဲပေါ့နော် AI နဲ့ generative AI နဲ့တူသလား AI ရဲ့တကယ် real example တွေကဘယ်လိုဟာမျိုးတွေဖြစ်မလဲကိုယ့်ရဲ့လက်တွေ့ဘဝမှာမြင်ရတဲ့ဟာတွေကဘာတွေလဲပေါ့အဲ့တော့ AI ဆိုတာဘာလဲဆိုတာကိုပြောဖို့အတွက်ပထမဆုံး definition လေးကိုရှာကြည့်လိုက်ရအောင်အခု Google search engine မှာရိုက်ပြီးတော့ရှာလိုက်တဲ့အခါမှာ AI ဆိုတာဘာလဲဆိုတာကိုရိုက်ရှာလိုက်လို့ရှိရင်အများကြီးထွက်လာပါလိမ့်မယ်အဲ့ဒီနေရာမှာ Google Cloud ကသတ်မှတ်ထားတဲ့သတ်မှတ်ချက်အရဆိုရင်ဘာပြောလဲဆိုတော့ Artificial Intelligence AI is a set of technology AI ဆိုတာနည်းပညာအစုအဖွဲ့ဖြစ်တယ်နည်းပညာတွေဖြစ်တယ်ပေါ့ that enables computers to perform ကွန်ပျူတာတွေကိုလှုပ်ဆောင်နိုင်စေတယ်ဘယ်လိုလှုပ်ဆောင်နိုင်စေတာလဲ a variety or advanced function advanced ပို့ပြီးတော့မှရှေ့ရောက်တဲ့ကောင်းမွန်တဲ့လုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်နိုင်စေတယ်ဘယ်လိုလုပ်ငန်းဆောင်တာတွေလဲဆိုတာတော့ဒီမှာသူကဒီလိုလေးဥပမာပေးထားတယ် including the ability to see understand and translate မြင်နိုင်တယ်နားလည်နိုင်တယ်ဘာသာပြန်နိုင်တယ် spoken and written language စကားပြော language တွေအရေးအပြောပေါ့နော်စကားပြေနဲ့ရေးထားတာပဲဖြစ်စကားပြောတွေကိုပဲဖြစ်ဖြစ်အတန်နေနဲ့ပဲဖြစ်ဖြစ်သူကနားလည်နိုင်တယ်ဘာသာပြန်ပေးနိုင်တယ် analyze data ဒီ data တွေကိုသုံးသပ်ဆင်ခြင်ပေးနိုင်တယ် make recommendations ဒီ data တွေပေါ်မှာမူတည်ပြီးတော့မှအကြံပြုချက်တွေဟလာပေးနိုင်တယ် and more အများကြီးလုပ်နိုင်ပါတယ်သူကဒီလိုပြောထားတယ်အဲ့တော့သူရဲ့ definition ရဆိုရင်ကိုရီသိလိုက်ရမှာက AI ဒီ computer technology တခုတော့ဖြစ်တယ်ပြီးတော့အများကြီးလှုပ်ဆောင်နိုင်တယ်ပေါ့နော်သူရဲ့လှုပ်ဆောင်ချက်တွေအများကြီးရှိတယ်အဲ့တော့ AI ဆိုတာကိုဘာလဲဆိုတာကိုကျွန်တော်ရဲ့ကိုယ်ပိုင် definition မပေးခင်ကျွန်တော်မိခွန်းလေးတစ်ခုမေးချင်ပါတယ် AI ကိုဒီနေ့အသုံးပြုခဲ့ကြပြီလားဒီဗီဒီယိုကိုနားမထောင်ခင်မှာအသုံးပြုပြီးသွားကြပြီလား Okay စဉ်းစားကြည့်ပါ Okay ကိုအသုံးမပြုရသေးဘူးလို့ထင်တယ်ဆိုရင်ကျွန်တော်တို့ဒီ slide လေးကိုဆက်ကြည့်မယ်တကယ်ပဲအသုံးမပြုရသေးဘူးလားကျွန်တော်တို့လမ်းသွားတယ်မသွားဘူးတဲ့မြို့မရောက်ဘူးတဲ့မြို့ကိုရှာဖွေတဲ့အခါမှာမြေပုံစာရွက်နဲ့ print ထုတ်ပြီးတော့သွားတော့လားမြေပုံစာအုပ်ဝယ်ပြီးတော့သွားနေတော့လားဒါမှမဟုတ်ဖုန်းမှာပါတဲ့ GPS ကိုကြည့်ပြီးတော့သွားတာလားဘယ်ဟာကိုသွားတယ်လဲ Okay GPS ကိုကြည့်ပြီးတော့တွားခဲ့ပြီဆိုရင်ဒါဒီ AI မှာပဲအဲ့လိုပါပဲ GPS ကိုကြည့်ပြီးတော့မတွားသေးပါဘူးလူတွေကိုမေးပြီးတော့ပဲတွားတာမြေပုံကိုကြည့်ပြီးတော့ပဲတွားတာဆိုရင် Facebook သုံးဘူးပြီလားမြန်မာလူမျိုးတော်တော်များများကတော့အသက်ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေဘယ်နေရာဘယ်ဒေသမှာရှိနေသည်ဖြစ်စေ Facebook သုံးကြတယ်လို့တွေ့ရတယ်ပေါ့နော်သူသုံးနေကြတယ်လို့ယူဆနိုင်တယ်အဲ့တော့ Facebook သုံးတယ်ဆိုရင် AI ကိုသုံးထားတာပါပဲ YouTube ကြည့်တဲ့သူတွေ AI ကိုကြည့်တာပါပဲဒီဗီဒီယိုကိုကြည့်နေတဲ့ဆိုတဲ့ကကျွန်တော်ရဲ့ YouTube channel ကိုရောက်နေတာပေါ့နော်အဲ့တော့ YouTube channel ကိုကြည့်တယ် YouTube channel မှာဗီဒီယိုတွေရှာပြီးတော့နားထောင်နေဆိုရင် AI ကိုအသုံးပြုနေတာပါပဲနောက်ဖုန်းတွေမှာစာရိုက်တဲ့အခါစလုံးပေါင်းတွေကို auto ပြင်ပေးသွားတဲ့ဟာမျိုးကြုံမှုကြသလား auto ပြင်ပေးတယ်ဆိုတဲ့ function ကိုအသုံးပြုခဲ့သလားဒီလိုအသုံးပြုတယ်ဆိုရင်လည်း AI အသုံးပြုတာပါပဲနောက်နည်းနည်းပို့ပြီးတော့မှadvanced ဖြစ်တဲ့ mobile phone တွေပေါ့နော်ဖုန်းတွေအသုံးပြုနေတဲ့လူတွေဆိုရင်ဒီဖုန်းကိုဖွင့်လိုက်တဲ့အခါမှာ fingerprints တို့ face recognition တို့ကိုယ့်ရဲ့မျက်နှာကိုကင်မရာကနေဖတ်ခိုင်းပြီးတော့မှဖုန်းဖွင့်တာမျိုးလုပ်ပြီးပြီလားအဲ့လိုလုပ်တယ်ဆိုရင် AI ကိုအသုံးပြုတာပါပဲအဲ့တော့ AI ဆိုတာဘာလဲဆိုတာကိုကျွန်တော်ပြန်ပြောရမယ်ဆိုရင် AI ကိုကျမတို့မသိလိုက်ဖဲနဲ့တော့၎င်းသိရနဲ့တော့၎င်းကျမတို့ရဲ့နေ့စဉ်ဘဝမှာကျမတို့နေ့စဉ်အသုံးပြုနေတဲ့နည်းပညာဆိုင်ရာနည်းပညာတွေပဲဖြစ်ပါတယ်
ဒီပညာဆိုင်ရာ tools တွေပေါ့နော်ဒီပညာတွေပဲဖြစ်ပါတယ်အဲ့တော့ AI ကဘာလဲဆိုတာသိပြီဆိုရင် AI ဘယ်လို revolution ဖြစ်လာတယ်လဲ AI တွေကဘယ်လိုပြောင်းလဲလာလဲဆိုတာကိုကျွန်တော်တို့ကြည့်ရအောင် AI ကခုလောလောဆယ်ကျွန်တော်ပြောပြခဲ့တဲ့လောက်ဆိုလို့ရှိရင် AI ဒီနီးပညာတွေဖြစ်တယ်တွေးနိုင်တယ်လူတွေကို recommend တွေပေးတယ်ဒါတွေလုပ်ပေးတယ်ပေါ့နော်အဲ့တော့ AI ကပြောင်းလဲလာတယ် AI ပြောင်းလဲမှုကြီးဘယ်လောက်ကြီးလာလဲဆိုတော့ဒီနှစ်ပိုင်းမှာ AI နဲ့ပတ်သက်ပြီးတော့၃မျိုးကျွန်တော်တို့မြင်ရတယ်ပေါ့နော်Okay AI ကအရန်ကိုခုနကလည်းကျွန်တော်ပြောတယ် YouTube သုံးရင်လည်း AI ပဲဟလာ Facebook သုံးရင်လည်း AI ပဲဟာ AI တွေးလည်းတွေးပေးနိုင်တယ်မြင်လည်းမြင်နိုင်တယ်ဘာသာတွေလည်းပြန်ပေးနိုင်တယ်စသဖြင့်ပြောခဲ့တယ်ဆိုတော့ AI ကလူတွေကို replace လုပ်သွားတော့မှာလားလူတွေလုံနေတဲ့နေရာမှာ AI တွေအစားထိုးဝင်ရောက်လာမှာလားဒီလိုမြင်တဲ့လူတွေလည်းရှိတယ်ဒုတိယတောက်အစုကတော့အစိုးမြင်တယ်ပေါ့နော် AI ဆိုတာဘာမှမဟုတ်ပါဘူးကွာstatistic ပါပဲငါတို့သိခဲ့တဲ့သင်္ချာတွေပါပဲ AI တွေကိုမယုံကြည်စမ်းပါနဲ့ AI တွေကရှောက်ပြောနေတာမတုံးနဲ့ဆိုတဲ့လူတွေကရှိသလားဒါမှမဟုတ်ကိုကနောက်ဆုံးအုပ်စုအပြာအုပ်စုတွေကငါနဲ့တော့ဘာမှမဆိုင်ဘူး AI ဆိုတာဆိုတဲ့လူမျိုးလားဒီလိုမျိုးသုံးပိုင်းတွေကကိုဆိုရင်ရောဘလို့ထဲမှာရှိတယ်လဲ AI နဲ့ပတ်သက်ပြီးတော့ positive feeling ကောင်းတာတွေဖြစ်လာလိမ့်မယ် AI ဒီကောင်းတဲ့ယုံကြည်မှုကောင်းတဲ့အကျိုးတွေကိုတည်ဆောင်လာလိမ့်မယ်လို့ယုံကြည်သလားအစိုးတွေကိုဖြစ်စီမလားဒါမှမဟုတ်ရင်ကိုနဲ့မဆိုင်ဘူးလို့မြင်သလားပေါ့နော်အဲ့တော့ဒီဟာလေးကိုခဏလေးတွေးစေချင်ပါတယ်တွေးပြီးတော့တဲ့အခါမှာကိုဘယ်နေရာမှာရှိတယ်လဲဆိုတာကိုစဉ်းစားပါမြန်မာအများစုဒီ AI နဲ့ပတ်သက်လာရင် positive ဖြစ်တယ်လို့ကျွန်တော်မြင်တယ်ရေဘူးရအဖြစ်ပေါ့နော်ဒါပေမဲ့ AI ဒီလူတွေကို replace လုပ်သွားမယ်ဆိုတဲ့အချက်ကရောမှန်ရဲ့လားဟုတ်ရဲ့လားကျွန်တော်တို့ဆက်ကြည့်အောင် okay အဲ့တော့ AI ဒီဟုတ်ပြီလုံနိုင်တဲ့နည်းပညာတွေဘာတွေဖြစ်တယ်လို့ပြောပေမဲ့ AI ဒီတကယ်တော့လူတွေလိုတွေးနိုင်တာမျိုးလူတွေလိုမျိုးအသိဉာဏ်ရှိတယ်ဆိုတာမျိုးလည်းမဟုတ်ပါဘူးအဲ့တော့ဒီနေရာမှာပြောရတာနည်းနည်းတော့ခက်ပါတယ်လူတွေအသိဉာဏ်ရှိဖို့တွေးခေါ်တဲ့ပို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့စာအုပ်တွေဖတ်ရတယ်မွေးကလေးကတော့ဘယ်သူမှဘာမှသိလာတာမဟုတ်ဘူးပေါ့နော်အဲ့တော့မွေးပြီးတဲ့အခါမှာကျွန်တော်တို့ကပတ်ဝန်းကျင်မှာရှင်သန်နေထိုင်ကြီးဖွားတဲ့အခါမှာကြီးပြင်းလာကြတဲ့အခါမှာကျောင်းစာတွေကတဆင့်သိယူတာတွေရှိမယ်ကျွန်တော်တို့ on the street လမ်းတွေပေါ်ကနေသိယူတာတွေရှိမယ်။ကျောင်းမတက်တဲ့လူကလည်းပညာမတက်ဘူးလို့ပြောလို့မရဘူး။ကျွန်တော်တို့ကျောင်းမတက်တဲ့လူလည်းပညာတက်တယ်။လမ်းမှာနေပြီးတော့လည်းပညာတွေသိယူရတယ်။စာအုပ်စာတမ်းတွေကလည်းပညာသိယူရတယ်။စာတွေကဖတ်ပြီးတော့လည်းသိယူရတယ်။တက်ကြီးစကားတက်ငယ်ကြားဆိုသလိုလူကြီးတွေစီကလည်းသိယူရတယ်။အဲ့ဒီလိုနဲ့ကျွန်တော်တို့ရဲ့အုတ်နှောက်တွေဒီဖွံ့ဖြိုးတိုးတက်လာပြီးတဲ့အခါမှာပို့ပြီးတော့တွေးခေါ်လာနိုင်တယ်ဆောင်ရွက်နိုင်တယ်။ဥပမာပြောကြည့်ရအောင်။ပွက်ဆူနေတဲ့ရင်တွေအိုးထဲမှာရှိနေတဲ့ကြက်ဥပေါ့နော်ကြက်ဥပြုတ်ထားတယ်ပွက်ဆူထားတဲ့ရင်တွေအိုးထဲမှာရှိနေတဲ့ကြက်ဥပြုတ်ကိုလက်နဲ့နှိုက်ပြီးကင်လိုက်မယ်ဆိုရင်ပူတယ်ဆိုတာကျွန်တော်တို့သိတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ကလက်နဲ့မနှိုက်ဘူးဇွန်းနဲ့သမုန်းလို့ရှိရင်တစ်ခုခုနဲ့ပေါ့နော်ခတ်ပြီးတော့ယူမယ်ဒါကျွန်တော်တို့ရဲ့အဆုံးဖြတ်ချက်ကျွန်တော်တို့ရဲ့အတွေးခေါ်အဆုံးဖြတ်ပေးလိုက်တာဒီတင်ယူလာခဲ့တဲ့နှစ်ပေါင်းများစွာရလာတဲ့အတွေ့အကြုံကတင်ယူလာတာဒါပေမဲ့3နှစ်သားလေး2နှစ်သားလေးကလေးလေးတယောက်ကမသိသေးဘူးမတည်သေးတဲ့အတွက်ဒီရွေးပွက်ဆူနေတဲ့ကြက်ဥတွေကို तू လက်နှိုက်ချင်တယ်နှိုက်လိုက်မှာပဲနှိုက်လိုက်တဲ့အချိန်မှာ तू ပူသွားရင်တော့ဒါ तू လမ်းလောက်သွားမှာပေါ့နော်နောက်ကိုဆက်မလုပ်တော့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့ဒီလိုတင်ယူခဲ့တယ်ဆိုရင် AI ဆိုတာလည်းအဲ့ဒါပဲ AI ဒီဘာလဲဆိုရင်တင်ယူရတယ်ဘယ်သူတွေကတင်ပေးတာကျွန်တော်တို့ကတင်ပေးတာကျွန်တော်တို့တင်ယူလို့ကြတော့ကျွန်တော်တို့ပတ်ဝန်းကျင်ကတင်ပေးတယ်မိဘတွေကတင်ပေးတယ်စာအုပ်စာတမ်းတွေကတင်ပေးတယ်ဆရာဆရာမတွေကတင်ပေးတယ် AI တွေကိုကြတော့ကျွန်တော်တို့လူသားတွေကတင်ပေးတယ်ဘယ်ပေါ်မှာအခြေခံပြီးတော့တင်ပေးတယ်လဲဆိုတော့ရှေ့မှာရှိခဲ့တဲ့ data တွေအချက်အလက်တွေကျွန်တော်တို့စုဆောင်းလိုက်ပြီးတဲ့အခါမှာဒီ data တွေအချက်အလက်တွေကဟုတ်ပြီဒါဒီတလုံးမျိုးပွက်ဆူနေတဲ့အိုးထဲမှာရှိနေတဲ့ရေတွေဆိုရင်ပူစေတယ်ဆိုတာကိုကျွန်တော်တို့ရှေ့မှာစုဆောင်းခဲ့ကြတယ်စုဆောင်းခဲ့ကြပြီးဒီစုဆောင်းခဲ့တဲ့ data တွေကိုကွန်ပျူတာထဲမှာထည့်တယ်ထည့်ပြီးကွန်ပျူတာကိုကဲဒီ data တွေကိုဖတ်ဆိုပြီးတော့တင်တယ်တင်ပြီးသွားတဲ့အခါကျတော့မှ data တွေကနေပြီးတော့မှကွန်ပျူတာကနားလည်လာပြီးတော့ okay ဟုတ်ပြီဒါဆိုရင်တော့ဒါပူစေတဲ့အရာဆိုတဲ့ definition ကိုထုတ်ပေးတယ်ပေါ့ဒါက AI ပဲအဲ့တော့ AI ဒီအလိုလိုဖြစ်လာတဲ့အရာတွေမဟုတ်ဘူးမူလရှိခဲ့တဲ့ data တွေကိုမှအခြေခံပြီးတော့တင်ယူရတဲ့အရာတွေပဲကွန်ပျူတာကတင်ယူပေးတာပေါ့နော်အဲ့တော့ AI นี่ပထမအဦးဆုံး originally စတဲ့အခါမှာတော့ general AI ပေါ့နော်ပထမဆုံးစတဲ့အခါဒီ rule ပဲ
A ဖြစ်မယ် B ဖြစ်မယ် C ဖြစ်မယ် A ဖြစ်နေ A နဲ့ B နဲ့ပေါင်း C ရမယ်ဆိုတဲ့ rule base ကိုစပြီးတော့ programmer တွေကရေးခဲ့ကြတယ်အဲ့ဒီကနေမှ data တွေပေါ်ကိုအခြေခံပြီး learn လုပ်တဲ့ process ကိုရောက်လာတယ်ကျွန်တော်တို့စခဲ့တာတော့ machine learning ကစခဲ့တာပေါ့နော်အဲ့ဒီ machine learning တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုပေါ်မှာ deep learning ဆိုပြီးတော့မှဖြစ်လာတယ်တကယ်တော့ deep learning တွေ machine learning ရဲ့အစိတ်ပိုင်းတစ်ခုပါပဲကျွန်တော်တို့ခွဲပြောနေကြပြီမဲ့သူတို့နှစ်ခုကအတူတူပဲပေါ့ဒီ machine learning တွေ deep learning တွေကမှအခုနောက်ပိုင်းဖြည်းဖြည်းချင်းဖြစ်လာတာကတော့ generative AI ဆိုပြီးတော့ဖြစ်လာတာအဲ့တော့ဘာတွေကွာသွားခဲ့ကြလဲဆိုရင် machine learning တုန်းက original အစတုန်းက machine learning တို့ deep learning တို့ကျွန်တော်တို့စချင်းစတုန်းကတော့ဒီ data တွေရှိတယ်ဒီ data တွေရှိရင်ဒီလိုမျိုးဆုံးဖြတ်မယ်data တွေပေါ်မှာပဲအခြေခံပြီးတော့မှ base လုပ်ပြီးဆုံးဖြတ်ခဲ့တာပေါ့နော် generative AI ကြတော့ဘယ်လိုဖြစ်လာလဲဆိုတော့ဒီ data တွေတင်ပေါ်မှာမဟုတ်တော့မူတည်တာမဟုတ်တော့ဘဲနဲ့ဒီ data တွေကိုပေါင်းစည်းပြီးတော့အဖြေအသစ်တွေရအောင်ဆိုတော့တဲ့ဘောက A ပေးထားတယ် B ပေးတယ်ဆိုတာမျိုးမဟုတ်တော့ဘဲနဲ့ okay ဒီမှာ A ပေးလိုက်တယ်ဆိုတဲ့အချိန်မှာ B နဲ့တန်းထုတ်ပေးတာမဟုတ်ဘဲနဲ့ A ပေးလိုက်တယ်ရှေ့မှာတော့ကသူတို့A နဲ့ဆင်တူတာကိုပေးတဲ့အချိန်မှာငါဘယ်လိုအဖြေတွေပေးခဲ့တယ်အဲ့ဒီအဖြေတွေကိုပါသွားပေါင်းတယ်အင်တာနက်ပေါ်မှာရှိနေတဲ့အဖြေတွေကိုလှမ်းဆွဲတယ်လှမ်းဆွဲပြီးတော့မှအဖြေအသစ်တွေထုတ်ပေးတယ်ဆိုတဲ့ဘိုင်းကိုရောက်လာကြတယ်ဒါက generative AI ပေါ့နော်အဲ့တော့ AI ကနေပြီးတော့မှ generative AI ကိုဒီလိုပြောင်းလဲလာကြတယ်အဲ့ဒီလိုပြောင်းလဲလာကြတဲ့အတွက်လူတွေကပို့ပြီးတော့သတိထားမိလာတာလည်းပါတယ်ပေါ့အဲ့တော့ AI နမူနာလေးတွေကိုကျွန်တော်ပြပြချင်ပါတယ်ဒါတကယ်လက်တွေ့နမူနာလေးတွေပေါ့ဒါမြန်မာအများစုလည်းသိကြမယ်ထင်တယ်အခုနောက်ပိုင်း generative AI ပေါ်လာတဲ့အခါမှာ ChatGPT ပေါ်လာတယ်လူတွေ ChatGPT သုံးလာကြတယ် ChatGPT တွေမှာသွားပြီးတော့နာမည်မေးမယ်မေးခွန်းလေးတွေမေးမယ်သူတို့ပြန်ဖြေပေးမယ်ဒါလည်း AI မှာပဲနော် email တွေကျွန်တော်တို့ auto response ပြန်တဲ့ဟာတွေဟလာနောက်တစ်ခါခီးသွားတဲ့အခါ Google Map ကနေပြီးကျွန်တော်တို့ recommendation ပေးတာတွေ YouTube မှာတခြင်းနားထောင်တဲ့အခါဘယ်လိုမျိုးတခြင်းတွေကိုနားထောင်ရမယ်ဆိုတာကိုနားထောင်ခဲ့တဲ့ history ပေါ်မှာမူတည်ပြီးတော့ recommend ပေးတာတွေနောက်ကိုယ့်ရဲ့ခေါင်းစဉ်ကိုယ့်ရဲ့ idea ပေါ်မှာမူတည်ပြီးသွားတဲ့အခါကျတော့လာ comment ပေးတာတွေ Facebook ပေါ်မှာကိုတငယ်ချင်းတယောက်ကပုံတင်လိုက်တယ်ဆိုရင်ကိုမျက်နှာနဲ့ဆင်တူတင်တယ်ဆိုလို့ရှိရင် auto tag လုပ်သွားတာမျိုးတွေဟလာ Gmail ပဲဖြစ်ဖြစ်ဘယ် email system မှာပဲဖြစ်ဖြစ်ဝင်လာတဲ့ email တွေကို auto spam ပေါ့နော်ကြော်ညာ email တွေဆိုရင် spam filter လုပ်ပေးတာတွေဒါတွေအားလုံးတွေဒီ AI ကိုအသုံးပြုပြီးတော့မှဖြစ်ပေါ်လာကြတယ်တကယ်လက်တွေ့ real မှာကျွန်တော်တို့အသုံးပြုတာတွေဖြစ်တယ်ကောင်းပြီ AI ဆိုတာအခုမှအသစ်ဖြစ်လာတဲ့ဟာမဟုတ်ပါဘူးဟိုးအရင်ဆက်ဆက်ကလေးရှိခဲ့တာလို့ကျွန်တော်ပြောခဲ့တယ်ဒါဆိုရင်ဘာကြောင့်အခုချိန်မှာအရန်လူတွေ popular ဖြစ်လာတာလဲဘာလို့လူတွေသုံးလာကြတာလဲဘာဖြစ်လို့လူတွေသုံးလာကြလဲဆိုတော့အချက်တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ပထမတစ်ချက်ကတော့အခုချိန်မှာ AI ပြီးကိုတိပတိတဲ့တော်၎င်းမတိဘဲနဲ့တော်၎င်းအသုံးပြုနေပြီဖြစ်တယ် AI ကိုရှောင်လွှဲလို့မရတော့ပါဘူးเนาะရှောင်လွှဲလို့မရတော့ဘူးဒါကြောင့်ကျွန်တော်တို့ AI ကိုသိထားဖို့လိုတယ် AI ကိုသုံးခြင်းအဖြစ်ကိုယ့်ရဲ့တနေ့တာလူတယောက်ရဲ့ဘဝမှာရောလုပ်ငန်းခွင်တွေမှာရောလုပ်ငန်းမှာလုပ်ရတဲ့အလုပ်ပင်ပန်းမှုတွေပေါ့နော်ဒါတွေ workload တွေကို short ချနိုင်တယ်နောက်ပြီးရင်ပို့ပြီးတော့ efficient ပို့ပြီးတော့ကောင်းမွန်တဲ့လျင်မြန်တဲ့လုပ်ငန်းစဉ်တွေကိုပို့ပြီးတော့မှလွယ်တကူအဆင်ပြေချုံးမှုအောင်လုပ်လို့ရလာနိုင်တယ်ပြီးတော့လို့ရှိရင်ဒီ AI တွေကိုအသုံးပြုပြီးတော့မှပို့ပြီးတော့ကောင်းမွန်တဲ့ decision တွေကိုချနိုင်တယ်ဥပမာပြောလို့ရှိရင်ငွေချီးတာတွေပေါ့နော်ဘဏ်တွေမှာငွေထုတ်ချီးတဲ့ထားတွေဟလာတောင်သူလယ်သမားတွေကိုငွေချီးပေးတဲ့အသေးစားငွေချေးလုပ်ငန်းတွေအဲ့ဒီခါမှာဆုံးဖြတ်ချက်ချတဲ့အခါမှာbias နဲ့လူတွေရဲ့ bias မဟုတ်ဘဲနဲ့ပေါ့နော်ဒီ computer တွေနဲ့ automate လုပ်လာနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့အမြဲတမ်းမှတ်ထားရမှာ AI ဒီလူတွေကို replace လုပ်မှာမဟုတ်ဘူး AI ကကျွန်တော်တို့တွေရဲ့အလုပ်လုပ်တဲ့ပုံစံကိုပို့ပြီးတော့မှ enhance ပို့ပြီးတော့ကောင်းမွန်အောင်လုပ်ပေးလာတာဒါဖြစ်တယ်အဲ့ဒီလိုလုပ်ပေးလာတာကောင်းမွန်လာအောင်လဲကျွန်တော်တို့ကဖန်တီးယူရမယ်ပေါ့ကျွန်တော်တို့အသုံးပြုသူတွေအနေနဲ့အဲ့တော့ခုနကမေးခွန်းဖြစ်တဲ့ပြန်ကောက်ရရင် AI ကဘာဖြစ်လို့ခုချိန်မှာဒါဘုံမင်းဖြစ်လာတာလဲ generative AI ကြောင့်ဘုံမင်းဖြစ်လာတယ်ဆိုတာထက်လူတွေရဲ့အမြင်ပြောင်းသွားတာ AI ကိုအရင်တော့ကျတော့ technical သမားတွေ၊နည်းပညာသမားတွေရဲ့အလုပ်လောက်လိုပဲတွေးနေရနေပြီးတော့ generative AI ဖြစ်လာတဲ့အခါမှာတော့လူတိုင်းကဒီ AI ကို access လုပ်လို့ရလာတယ်အသုံးပြုလို့ရလာတဲ့အခါမှာသုံးလာကြတာပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့အားလုံးသတိထားမှာက AI ဆိုတာ ChatGPT မဟုတ်ပါဘူး။ email တွေစပေါ်တော့အသုံးပြုသလိုပဲပေါ့။ Gmail ဆိုတာ email ပါဒါပေမဲ့ email တိုင်းက Gmail မဟုတ်ဘူးပေါ့နော်။ဒါကိုသိထားဖို့လိုပါတယ်။ Gmail ဒီ email category တစ်ခုပဲ။တခြား email တွေလည်းအများကြီးရှိတယ်ဒီလိုပါပဲ ChatGPT ဆိုတာ AI တစ်ခုဆိုတာမှန်တယ်ဒါပေမဲ့ AI က ChatGPT မဟုတ်ဘူး
ChatGPT လို့ AI tools တွေအများကြီးရှိပါသေးတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ series လေးမှာတော့ကျွန်တော်အဲ့ဟာတွေကိုအဓိကပြပြပေးသွားမှာ AI နေရာဘာတွေလဲအများကြီးကိုယ်လုပ်ငန်းခွင်မှာအသုံးပြုလို့ရတဲ့ AI tools တွေကဘာတွေဖြစ်မလဲကိုယ့်ရဲ့ personal မှာအသုံးပြုလို့ရတဲ့ AI tools တွေကဘာတွေဖြစ်မလဲအဲ့ဒီ AI tools တွေကိုပို့ပြီးတော့မှ efficient ဖြစ်အောင်ဘယ်လိုအသုံးပြုကြမလဲအဲ့ဒီလိုအသုံးပြုတဲ့အခါမှာလည်းမှန်မှန်ကန်ကန်နဲ့တလွဲအသုံးပြုတာမျိုးမဖြစ်ဘဲနဲ့မှန်မှန်ကန်ကန်အသုံးပြုပြအောင်ဘယ်လိုအသုံးပြုရမလဲဆိုတာကိုဒီ video series တွေမှာကျွန်တော်ကပြောသွားပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်